ကဲစိတ်ပင်ပန်းနေရတာတွေစိတ်ပူနေရတာတွေကိုရဲ့အခက်ခဲအကျက်တဲတွေပေါ့နော်အဲ့ဓာတွေကိုဒီဗီဒီယိုလေးကနေပြီးတော့အဖြေရှာပေးလိမ့်မယ်ဟုတ်ပြီနော်ကိုစိတ်ပူနေရတဲ့အရာတွေစိတ်ပင်ပန်းနေရတဲ့အရာတွေအတွက်အထူးသဖြင့်တောကပရိဒေဝပေါ့နော်တောကပရိဒေဝတွေနဲ့ stress လုံးဝကိုအရန်ကိုမှစိတ်ပင်ပန်းနေရတဲ့လူတွေရှိမယ်ဆိုရင်ဒီဗီဒီယိုလေးကဘာလေးများပြောမလဲကိုယ့်ရဲ့ဒီဗီဒီယိုကိုကြည့်မိရဆိုတာကလည်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီပေါ့ Hello Universe ရဲ့ Terror Channel ရဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဒါကိုကြည့်မိပြီဆိုတဲ့အခါမှာတော့တေချာပေါက် message တစ်ခုကတော့ရှိနေပြီเนาะ Okay ကဲဒါဆိုရင်ကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေစိတ်တောကရောက်မှုတွေကြားကနေဘလို့ကံကောင်းခြင်းနေဘလို့မျိုးဒီຢာတွေကိုကြော်ဖြတ်ဖို့အတွက်ဘလို့မျိုးနီးလန်းနေများရှိနေမလဲကြည့်အောင် Okay reflection okay เนาะ number 4 reflection so reflection ရဲ့အဓိပ္ပာယ်ကတော့ reflect ဖြစ်မယ် reflect ဆိုတဲ့အဓိပ္ပာယ်သိလား reflection ဆိုတာကသူ့ရဲ့သဘောတဘာဝကသူကဘယ်လိုခေါ်မလဲဆိုတော့ဒီမှာကအရှင်ကားနှင်းရဲ့ပုံမှာ jewelry เนาะလက်ဝတ်ရတနာတွေကိုအရှင်ကားနှင်းကလည်းအများကြီးစင်မြန်းထားတာကိုတွေ့ရတယ်ဆိုတဲ့အခါကျတော့ကိုရဲ့တံပြန်တက်ရောက်မှုပေါ့နော်ကိုရဲ့တံပြန်တက်ရောက်မှုလို့ပြောတဲ့အတွက်ဒါကိုထားခဲ့တဲ့မေတ္တာစေတနာတွေသို့မဟုတ်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေသို့မဟုတ်အတိတ်မှာကိုခံစားနာကျင်ခဲ့ရတာတွေရဲ့တံပြန်တက်ရောက်မှုကလာပြီဆိုတော့ပြောချင်တာက karma is coming back revenge နော်ယူတို့ကဟုတ်ပြီ revenge လောက်ရမှာမဟုတ်ဘဲနဲ့ reflection နဲ့ okay နော်အဲ့တော့ကဲဒီ reading ရဲ့ opening statement ကတော့ကိုယ်မှာရှိနေတဲ့အခက်အခဲအကျက်တဲ့စိတ်ပင်ပန်းရတဲ့အရာတွေအားလုံးကတဲ့နော်ထားပါတော့ကိုမတရားခံခဲ့ရတာဒီကိုနောက်ကျောသားနဲ့ထိုးခံခဲ့ရတာဒီကိုစိတ်ပင်ပန်းခဲ့ရတာတွေရှိမယ်ဆိုရင် reflection အားလုံးကကိုယ့်ရဲ့ဒီပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေရဲ့သို့မဟုတ်ကိုယ့်ရဲ့ဒီစိတ်စေတနာကိုယ့်ရဲ့ကုသိုလ်ကံတွေရဲ့ reflection တံပြန်တုတ်ပြန်တက်ရောက်မှုရှိလာပြီလို့ပြောချင်တာ okay thank you အရှင်ကနေရန်ကောင်းနေเนาะဒီလိုလေးထားလိုက်မယ် okay all right so အဲ့ဒါဆိုရင်နောက်ပြီးတော့နောက်ထပ် universe message လေးပါလေးများပေးရမလဲထပ်ပြီးတော့ကြည့်ရအောင် okay ဒီ reading လေးကိုကြည့်နေတဲ့လူတွေအတွက် universe blessing လေးတွေ okay ရပြီ let go of que ဟုတ်ပြီ okay ကိုလုပ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့เนาะကိုလုပ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးသို့မဟုတ်စောစောကလည်းပြောပါတယ်ဟုတ်တယ်စိတ်ပင်ပန်းရတာတွေ stress ဖြစ်နေရတာ trauma တွေဒဏ်ရာတွေကိုယ့်ရဲ့ဒီဘယ်လိုခေါ်မလဲအရင်ဆုံးကိုယ့်ကိုခွင့်လွှတ်ရမယ်เนาะကိုယ့်ကိုအရင်ဆုံးခွင့်လွှတ်ကိုယ့်ကိုခွင့်လွှတ်ပြီးတော့ကိုဒီမှာလည်း reflection လို့ပြောရတယ်ကိုယ့်ကိုလည်း reflect ပြန်လုပ်မှန်ကြည့် reflection ဆိုတာမှန်ကြည့်လိုက်ပြီးတော့ကိုယ့်ကိုစိတ်နဲ့လူနဲ့ဟာလာเนาะကိုယ့်ကိုအရန် short တွက်ကြတယ် short မတွက်နဲ့မင်းကတကယ်ကိုဘယ်အရာကိုမဆိုလှုပ်ဆောင်နေတဲ့အရေးချင်းနေမင်းမှာရှိတဲ့တန်မိုးရှိတဲ့လူတယောက်เนาะဒီမှာဗာပြောရလဲဆိုလို့ရှိရင် when you allow your light to shine brightly oh my god when you allow your light to shine brightly မင်းရဲ့တောက်ပမှုကတဲ့မင်းကိုယ်တိုင်ခွင့်ပြုလိုက်မယ်ဆိုရင်တဲ့မင်းရဲ့တောက်ပမှုဒီတခြားလူတယောက်ကိုပါလွှမ်းမိုးသွားနိုင်တယ်No, forgive yourself for what you think you have done or not done. Okay. ကိုကဘလို့အရာတွေကိုပဲဖြစ်ကိုလုပ်ခဲ့ရတွေဖြစ်စေမလုပ်ခဲ့ရတွေဖြစ်စေကိုနောင်နှရခဲ့ရတဲ့အရာတွေသို့မဟုတ်ဟုတ်ပြီကိုဆုံးရှုံးခဲ့ရတဲ့အရာတွေ okay ကိုဆုံးရှုံးခဲ့ရတဲ့အရာတွေဒီမှာဗာမြင်ရလဲဆိုဒီမှာလည်း reflection လို့ပြောတယ်ကိုကဟုတ်ပါပြီကိုဆုံးရှုံးခဲ့ရတဲ့အရာတွေဒီတဲ့ကိုရဲ့ပျော်ရွှင်မှုเนาะကိုကသူများရဲ့စိတ်နဲ့အသက်ရှင်ခဲ့ရတဲ့လူတွေဒီဗီဒီယိုကြည့်လို့ရပြီเนาะသူများစိတ်နဲ့အသက်ရှင်နေခဲ့ရတဲ့လူတွေတဲ့ကိုပြန်ပြီးတော့ reflection ပြန်ယူပြီးတော့เนาะကိုလည်းခွင့်လွှတ်ပါပြီးတော့ကိုမှားခဲ့တဲ့အမားတွေအတွက်ဘာမှဒီကိုရဲ့စိတ်ကိုဒုက္ခမပေးပါနဲ့တော့ and trust that God love you unconditionally for who you are okay ဒီကတော့ God လို့ပြောရတဲ့ကိုစောက်ရှောက်တဲ့ spirit တွေကမင်းဘလူကြီးပဲဖြစ်နေ unconditional love
နော်မင်းကိုဒါဆောက်ရှောက်ရမှာသူတို့ရဲ့တာဝန်ဒီမှာလဲ reflection လို့ပြောတဲ့အတွက် unconditional love ကလည်းပါတယ်အဲ့တော့ကိုယ့်ရဲ့ကောင်းမှုကုသိုလ်တွေကိုလုပ်တဲ့ဒီကောင်းမှုကုသိုလ်တွေရဲ့အကျိုးပေးမှုရောက်တက်ရောက်မဟုတ်တယ်ကောင်းကုသိုလ်ကောင်းမှုတွေရဲ့တံပြန်တက်ရောက်မှုလို့လည်းပြောလို့ရတယ် learn and grow from past mistake အတိတ်မှာမှားခဲ့တဲ့အမှားတွေလူရွေးမှားခဲ့တာတွေပေါ့ okay เนาะလူရွေးမှားခဲ့တာတွေအယုံလွယ်ခဲ့တာတွေ okay အတိတ်မှာကိုယ့်ရဲ့မှားခဲ့တဲ့အမှားဆိုတာတုံတန်ယုံအမှားတော့မဟုတ်ဘူး DVD ကိုကြည့်တဲ့လူတွေကစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတွေဆိုရဲ vibe ကိုရတဲ့အတွက်ကိုယ့်ရဲ့မေတ္တာတရားစိတ်ကောင်းနှလုံးကောင်းရှိတာကိုအနိုင်ယူရတာမဟုတ်ဘူးပေါ့နော်အလွဲသုံးစားလုပ်သွားတဲ့လူတွေပေါ့အဲ့လိုမျိုးအတွက်ကိုကမှားခဲ့တယ်ဟာငါမှားခဲ့တယ်ငါဒီလူနဲ့ပတ်သက်ပြီးတော့ငါနောင်နာတွေရခဲ့တယ်ငါယုံခဲ့တယ်ဆိုတဲ့အရာတွေကိုတဲ့အတိတ်ကအမှားတွေကိုလက်ကိုအကုန်လုံးကွာအကုန်လုံးဟာလာဟိုဘယ်လိုခေါ်ပလဲမြစ်တစင်းနဲ့ကိုတရားပေါ်ကနေပြစ်ချလိုက်တယ်လို့မျိုးပြစ်ချလိုက်တော့เนาะ instant เนาะbreathing yourself them တွေ့လား breathing yourself for them နဲ့เนาะသူတို့အတွက်အသက်ရှင်နေရမယ်ဆိုတာသူတို့အတွက်အသက်ရှူနေရမယ်အစားကိုယ့်အတွက်ပဲကိုရှင်သန်ပါရယ် okay that totally makes sense okay opening statement ကောင်းသွားပြီเนาะokay ထင်တော့ထင်ပါတယ်เนาะထင်တော့ထင်နေဆိုအမြဲတမ်းတဲရောကလေတဲရောကကျွန်တော်ရမ်းဟိုဟာဖြစ်ပါတယ်ကိုလိုချင်တဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ energy အတိုင်းကိုပဲဒီကက်ကလေးတွေကစင်းလာတဲ့ပုံစံပေါ့เนาะ okay နောက်ထပ် universal message လေးညံလေးသွားလိုက်မယ်နှစ်ကလောက်လေးတောင်းလိုက်မယ်ပေါ့เนาะ okay universal message please okay sorry universal message ပဲokay เนาะ universal message okay နောက်တစ်ခုကpay yourself first ဒီမှာလဲ reflection ဒီမှာလဲလက်ကိုတော့ပြီ okay ကိုကို site ပါเนาะ make yourself your most important financial obligation this level from yourself care okay ဒါမှမြန်လေးရှင်းပြလိုက်မယ် pay yourself first okay ကိုချစ်ဖို့အချိန်တန်ပြီဒီမှာလဲ reflection ဆိုတာဘာလဲအလင်းပြန်တာပေါ့เนาะ reflection ဆိုတဲ့ပဲအဲ့လိုပုံစံမျိုးလို့ပြောချင်တာဆိုမှန်ကြည့်လိုက်တဲ့အခါမှာကိုပြန်မြင်ရမယ်အဲ့လိုကိုပြန်မြင်ရတဲ့အခါမှာကိုအတွက်เนาะရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာငွေကြီးနဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုပြန်ပြီးတော့တိဆောက်ရမယ်အချိန်သို့မဟုတ်ကိုအတွက်ပြန်ပြီးတော့ကိုရဲ့ဒီကုသိုလ်ကောင်းမှုတွေကတပံကိုဘက်ကိုပြန်လှည့်လာတဲ့အချိန် okay เนาะပြောချင်တာကတော့ဒါမင်းအတွက်အချိန်ရောက်ပြီလို့ပြောချင်တာပါเนาะ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ tarot လေးနဲ့စလိုက်ရအောင်tarot လေးနဲ့စရအောင် okay tarot လေးမှာဘာလေးပြောရမလဲ okay တကယ်ကိုအရှိအတိုင်းပဲကိုဆောက်ရှောက်နေတဲ့ကိုရဲ့အဆောက်ရှောက်ကတလက်ကောင်းသို့မဟုတ်ကိုရဲ့ higher self ဆိုတာကတော့ဘာသာရေးကပြောမယ်ဆိုရင်တော့အနည်းဆက်ဆုံးဆိုရင်တော့ဒါကိုစောင်းနဲ့တော့လည်းမဟုတ်ဘူးပေါ့နော်တခါလေကျတော့တချို့တွေက spiritual သမားတွေကသူတို့မှာ higher self လို့ခေါ်တယ်သူတို့ကိုသူတို့တည်နေတာတခုဆိုရင်ကိုကgut feel လို့လည်းခေါ်တယ်ကိုကဒီလိုများဖြစ်လာမလားမသိတော့ဘူးအစသဖြင့်ပေါ့နော်တခါလေကျတော့လေကိုတကယ်ဖျားတရားလုပ်တဲ့လူတွေစောစောကပြောသူ reflection ပေါ့ကုသိုလ်ကောင်းမှုရဲ့ reflection ကိုပြန်ရတဲ့အခြေအနေတစ်ခုမှာတဲ့ကိုကဘယ်လိုခေါ်မလဲကိုက protect လုပ်ခံရပြီပေါ့နော်ပြောချင်တာကကိုအတွက် protect လုပ်ခံရတယ်ကိုလည်း risk ကိုအခုဖြစ်နေတဲ့ဒီအခက်ခဲအကျက်တဲတွေကနေပြီးတော့ဆွဲတင်သွားမယ်အခြေအနေအထူးသဖြင့်ကရောငွေရေးကြေးနဲ့ပတ်သက်ပြီးတော့လည်းမြင်ရတယ်ဆိုတဲ့အတွက်ပို့ပြီးတော့ကိုငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ကိုအတွက်အခွင့်အရေးကောင်းတွေရောက်လာနိုင်တဲ့အခြေအနေ oh my godပြောလို့စကားတော့မဆုံးသေးဘူးเนาะ okay alright okay เนาะကက်ကလေးတွေမြင်ဆင်လိုက်မယ်เนาะ the chariot တမန်အဲ့တော့ကကိုလူတွေကလေအမြဲတမ်းကိုလူတွေပဲเนาะကိုလူတွေကတော့ဘယ်လိုခေါ်မလဲယူရိုကကိုရဲ့မိတ်ဆွေတွေကဘယ်လိုလဲဆိုတော့ကိုရဲ့မိတ်ဆွေတွေဆိုတာကလေတနာကျင်နာတတ်တယ်ပေါ့ပြောရရင်เนาะအဲ့ဒီလိုမျိုးတနာကျင်နာတတ်တဲ့စိတ်ကြောင့်မယ်เนาะကိုကနောက်ကျောကိုဓာတ်နဲ့ထိုးခံရတာတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်သုံးခါလဲမဟုတ်လေးခါလဲမဟုတ်ငါးခါလဲမဟုတ်၆ခါလဲမဟုတ်ခုနှစ်ခါလဲမဟုတ်ရှစ်ခါလဲမဟုတ်ဆယ်ခါalright anyway ဆိုတော့
အယံကိုတအားကိုနာကျင်ရတဲ့အရာတွေအားလုံး let go of good အကုန်လုံး let go เนาะနှစ်ခုတချို့ကကြတော့ကိုအယံနာကျင်နေရတဲ့အရာတွေကကိုရဲ့ reflection လို့ခေါ်တဲ့ကိုရဲ့ကုသိုလ်ကံရဲ့အကျိုးသက်ရောက်မှုကြောင့်တော့၎င်းသို့မဟုတ်တစ်ဖက်ကရဲ့ negative တစ်ဖက်ရဲ့ဘယ်လိုခေါ်မလဲဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ရဲ့ကုသိုလ်ကံကြောင့်လို့ပြောရမယ်ဆိုရင်လေကိုကတအားကိုမှနာကျင်ခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တဲ့ okay နှစ်ခုကျွန်တော်အမြင်ပြောနှစ်ခုတစ်ခုကတော့နော်ကိုနာကျင်ခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့နာကျင်နေရတယ်ဆိုရင်အဲ့နာကျင်နေတာတဲ့နာကျင်မှုနဲ့တန်နဲ့ကိုနာကျင်ခဲ့ရတာနဲ့ထိုက်တန်တဲ့ထိုက်တန်နဲ့ရလက်ကောင်းနေထိုက်တန်နဲ့ဘယ်လိုပြောမလဲကိုနာကျင်ခဲ့ရတဲ့ထိုက်တန်တဲ့အရာတွေရမယ်တစ်ချက်နောက်တစ်ခုကကိုနာကျင်အောင်လှုပ်သွားတဲ့လူတွေကအဲ့ဒီလူတွေကလည်းသူတို့ထိုးခဲ့တဲ့သူတို့ရဲ့ဓာတ်တွေကို reflection သူတို့ပြန်ပြီးတော့မယူခြင်းလဲပြန်ယူရမယ်ဆိုတာနော်ကိုနောက်ကျောကဒါသူတို့နောက်ကျောကိုရောက်သွားမှာအဲ့ဒါကြောင့်မလို့ you don't need revenge ဘာမှပြန်မလုပ်ဘဲနဲ့မေတ္တာထားအရှိရ reading နဲ့ဆက်လိုက်တော့ဘာမှကိုကဘာမှမတုတ်ပြန်ဘဲနဲ့မေတ္တာထားခဲ့ခြင်းကတဲ့နော် karma does everything နော် karma ကအကုန်သူ့ဟာသူလောက်သွားပြီအဲ့တော့စောကပြောတယ်ဟုတ်ပြီအဲ့တော့ energy အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အရန်ကိုဒီ reading ကိုကြည့်နေတဲ့လူတွေ10လသို့မဟုတ်10နှစ်ဝန်းကျင်သို့မဟုတ်10ဘတ်ဒါပေမဲ့ဖြစ်နိုင်နေရှိတာကတော့10လပေါ့နော်10လပေါ့နော်10လပေါ့တချို့ကတော့အရန်ကိုမှကိစ္စနည်းနည်းလေး4နှစ်ကြီးကျယ်တဲ့ကိစ္စဆိုရင်တော့10နှစ်ဝန်းကျင်သို့မဟုတ်တချို့ကတော့10လပဲဆိုပါတော့နော်အဲ့လိုမျိုးဒါကတော့အကြမ်းမြင်ပြောတာနော်သို့မဟုတ်အောက်တိုဘာနဲ့ပတ်သက်တာသို့မဟုတ်နံပါတ်10နဲ့ပတ်သက်တာ something ပေါ့အဲ့လိုမျိုးလို့ပေါ့ဒါကတော့အကြမ်းမြင်လေးပြောတာပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကနာကျင်ခဲ့ရတဲ့အရာတွေ10လလောက်ကိုတော်တော်ကိုမှနာကျင်ခဲ့ရတာသို့မဟုတ်10နှစ်လောက်ကိုတော်တော်လေးကိုမှပင်ပန်းဆင်းရဲခဲ့ရတာစိတ်ဆင်းရဲခဲ့ရတဲ့အရာတွေအားလုံးဟာပြီးဆုံးသွားပြီOkay I like it เนาะအဲ့လိုမျိုးဆိုတဲ့အခါမှာဘာဖြစ်နေလဲဆိုတော့ဒီဟုတ်ပါတယ်เนาะတော်တော်လေးကိုစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော်တော်ကိုစိတ်ထိခိုက်ခဲ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုလဲဆိုတော့မြင်ရတာပေါ့နော်မြင်ရတာကဘယ်လိုမြင်ရလဲဆိုတော့တဖြည်းဖြည်းနဲ့တော့ယော့လာတယ်ယော့လာပြီးတော့နည်းနည်းလေးပို့ပြီးတော့လောဆယ်အနေထားမှာတော့အရန်ကြီးနာကျင်ပြီးတော့လုံးဝကိုမထနိုင်တော့တဲ့မရှူနိုင်မကဲတဲ့အနေထားတော့မဟုတ်ဘူးတို့တော့ဘယ်လိုမျိုးလေးဖြစ်နေလဲဆိုတော့ကိုကပြန် fight နေရတယ်healing လုပ်နေရတယ်လို့ပြောချင်တာကွာတိလား healing လုပ်နေရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လို healing လုပ်နေရတယ်ဆိုတဲ့အချိန်မှာကိုယ့်ရဲ့ emotion ကတစ်ခါတလေမှာတအား negative ဘက်ကိုတအားရောက်သွားတာသို့မဟုတ်ကိုယ့်ရဲ့အရန် mood swing တအားဖြစ်နေတာကွာတိလားစိတ်မြန်လက်မြန်ဟုတ်တယ်စိတ်မြန်လက်မြန်နေအရန်ဖြစ်နေရဲ့စိတ်မြန်လက်မြန်နေဖြစ်နေရင်းနဲ့ကိုပဲတစ်ခါလေးမှာမှိုင်သွားတာနော်ဟုတ်တယ်တအားကိုမှလေဒီစိတ်နဲ့ပတ်သက်ပြီးတော့ယူတို့နော်ပြောပြမယ်နော်စိတ်နဲ့ပတ်သက်ပြီးယူတို့တော်တော်လေးကိုပင်ပန်းခဲ့ရတဲ့အတွက်ကိုကျွန်တော်ကလေတအားကိုလည်းကိုချင်းလဲစားပါတယ်နော်အရန်ကိုလည်းချီးကျူးပါတယ်ဘာလို့လဲဆိုတော့ယူတို့တော်တော်လေးကိုစိတ်ပင်ပန်းခဲ့တာတိတယ်နော်စိတ်ပင်ပန်းခဲ့တာကိုလည်းတိရတဲ့အတွက်တကယ်ကိုလည်းချီးကျူးတယ်အရန်ကိုလည်းလေးစားတယ်ခန္ဓာရည်လည်းရှိကြတဲ့အတွက်နော်အခု negative တွေဖြစ်နေတာတွေစိတ်အပြောင်းလဲတွေအရန်မြန်တာတခါလီမှာဘာဖြစ်နေလဲဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့လူတခါလီမှာဟာလုံးဝကိုတက်ဖိုက်မယ်လုံးဝကိုသိရမလားလုံးဝကိုအရန်နေတက်ကြွ active တွေဖြစ်မယ်လုံးဝဝုန်းဆိုပြီးတော့ကွာချက်ချင်းပဲသိရမလားစီးပွားရေးလုပ်ငန်းတွေအများကြီးကောက်လုပ်တော့မယ်လုံးဝအရန်ကိုခန္ဓာကိုယ်လည်းလှအောင်ထားတော့ကဂျင်းတွေပိုင်းလည်းဝုန်းတိုင်းကျပြေးစော့မယ်အဲ့လိုမျိုးအရန် active ဖြစ်နေပြီးတော့တခါလေမှာကျတော့လေလုံးဝကိုထိုင်းမိုင်းပြီးတော့anxiety ပြန်ထလာတာပေါ့ trauma ဖြစ်မှာပဲလေမတရားခံခဲ့ရတာလေနော် okay ကဲအဲ့ဒါဆိုလို့ရှိရင်ပေါ်ဟာလေးနဲ့ပြန်ဆက်ပြီးမယ်ပုံမှန်လည်းအရှင်9 niche ကတော့တွေ့ရနော်အရှင်9 niche ကတော့ဒီမှာကျန်အရှင်9 niche တောင်မှဒါဟိုပုံအရှင်9 niche တောင်မှဒီမှာကျန်ဒါငယ်တုန်းကအရှင်9 niche ရဲ့ပုံတော်လေးပေါ့နော်ဒီမှာကြည့်ပါဦးပုံလေးကိုကြည့်ရတာလက်ဝတ်ရတနာတွေနော် jewelry တွေအများကြီးဝတ်ထားတဲ့အတွက်ဒီမှာလည်း King of Pentaclesကလည်းနော်သူ့မှာလည်းဒီ crown ဆောင်းထားတယ်ဆိုတော့ဟုတ်ပြီအဲ့ဒီတော့ပြီးဆုံးသွားခြင်းရဲ့အနောက်မှာ
behind the scene မှာနှစ်ခုရှိနေတယ်တစ်ခုကတော့ကိုယ့်ရဲ့ spirit တွေကိုယ့်ရဲ့ higher self ကိုယ့်ရဲ့တောက်ပရမယ့်အနာဂတ်ကိုသွားရမယ့်လမ်းအဲ့လိုနေရာမှာမလိုအပ်တဲ့ဒီမှာတော့လေမြင်ရတာပေါ့နော်သူတို့ကိုစိတ်ဒုက္ခပေးရဲ့လူတွေရဲ့သူတို့ကတော့မပါတော့ဘူးသူတို့ပေးရဲ့စိတ်ဒဏ်ရာတွေ trauma တွေကြံနေတာသို့မဟုတ်ကိုယ့်ရဲ့ ego တွေကိုကိုကလက်ကိုမလုံနိုင်သေးတာသို့မဟုတ်ကိုစုပ်ကင်ထားတဲ့အရာတွေကသူများအတွက်အသက်ရှင်နေရတဲ့အရာတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတာဆိုတော့ယူရိုဒီ reading ကိုကြည့်ရဲ့လူတွေ healing ထပ်ပြီးတော့ပို့လို့ရမယ်ပေါ့နော် okay ဒါကတော့ဒီ reading ရဲ့ energy ပေါ့ okay အဲ့ဒီလိုမျိုးလေးမျိုးဖြစ်နေတဲ့လူတွေဆိုရင်တော့ပို့ပြီးတော့မှန်လိမ့်မယ်ပေါ့နော်ပို့ပြီးတော့ဒါပို့ပြီးတော့ 100% ပို့မှန်ခြင်းလို့မှန်မယ်လို့ပြော 99.99% မှန်မယ်လို့ပြောတာကဲအဲ့လူတွေပြောလိုက်တော့ယူရိုပျော်လိုက်တော့เนาะယူရိုပျော်လိုက်တော့ဘာဖြစ်လို့လဲဆိုတော့ King of Pentacles ကပြောရမယ်ဆိုရင်ထိတ်ဆုံးကနေဆင်းလာပြီးတော့ဒီမှာเนาะလုံးဝကိုကဒီပြောချင်တာကတော့ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့เนาะဒါစောစောကပြောတဲ့ဖြစ်ခဲ့တဲ့အရာတွေ past ကိုအကြမ်းမြင်လေးပြောတာသို့မဟုတ်တချို့တွေကတော့ဒီအခြေအနေတွေကိုကြော်လွှားခဲ့ပြီးသွားပြီဘယ်လိုအခြေအနေမျိုးမှရှိမလဲဆိုတော့တချို့တွေကစိတ်ကတက်လိုက်ကြလိုက်ဖြစ်နေတာလေးတွေပေါ့နော်တချို့ကလည်းလုံးဝ action တွေယူမှာဟာနိုင်ငံခြားဆိုလည်းနိုင်ငံခြားကူသွားတော့မယ်အထုပ်ဆွဲပြီးသွားတော့မယ်စီးပွားရေးတွေလုပ်တော့မယ်ဟာလုံးဝကိုသိရမလားဟာဒုံမို့တချို့ကလည်းငါပြန်လုပ်မယ်ငါပြန် fight မယ်ငါ့ကိုဒီလိုလုပ်သွားပြီးငါပြန်စော်မယ်မဟုတ်တော့ပါဘူးမလုပ်တော့ပါဘူးကံကြီးအကျိုးပဲသူကသူနေပါစီတော့ရှိပါစီတော့အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အရန်ကိုမှဒါကျွန်တော်လည်းတကယ်ဖြစ်ကိုယ်တိုင်နဲ့ဖြစ်ခဲ့တဲ့အတွက်ကိုချင်းစားတယ်အဲ့ဒါကြောင့်မို့ကျွန်တော် reading ကိုအတက်နိုင်ဆုံးလုပ်ပြီးတယ်လမ်းပြပြီးတယ်ဘာလို့လဲဆိုတော့ tarot reading ဆိုတာကထပ်ပြောရနော်ဘေးရင်ဟောတာလည်းမဟုတ်ဘူးဟောတာဘေးရင်ဟောတာအေးပေါ့ဘေးရင်ဟောတယ်လို့ဘေးရင်ဟောတယ်ဆိုတာလည်းနည်းနည်းလေးတော့꿰တာပေါ့နော်ဟိုဘေးရင်ကတော့နည်းနည်း astrologic ပိုင်းလေးနည်းနည်းသွားတာပေါ့နော်ဒီမှာကတော့အဓိကကတော့ကိုကအတိတ်ကဖြစ်ခဲ့တာလေးကို healing လုပ်ပေးတာပေါ့ကွာသိရမလား emotional support ပေးတာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ကဲအဲ့လိုမျိုးတွေကအရန် mood swing တွေဖြစ်နေတဲ့အခါမှာဆော့ဆော့ကပြောတဲ့ reflection လို့ပြောတာဒီ meditation တရားထိုင်ခိုင်းတာ ਨੇ အတူတူပဲတရားထိုင်တဲ့အခါမှာเนาะကိုကဒီကိုကာယ ानु ပါဒနာရှိရဲစိတ်ဓာ ानु ပါဒနာရှိရဲဒါပေမဲ့ဒီပုံစံအရာကယူရိုကစိတ်ဓာ ानु ပါဒနာစိတ်ကိုရှုလို့မရဘူးကာယ ानु ပါဒနာကိုရှုရမယ်တရားထိုင်ဘူးတဲ့လူတွေဆိုရင်တော့ကာယ ानु ပါဒနာတည်လိမ့်မယ်တရားမထိုင်ဘူးတဲ့လူတွေဆိုရင် YouTube မှာတဲရင်ကူဆရာတော်ကြီးရဲ့ကာယ ानु ပါဒနာပေါ့နော်အောင်လန်ဆရာတော်ကြီးရဲ့ကာယ ानु ပါဒနာရှုွက်ဆိုတာကိုလည်းတရားနာသို့မဟုတ်ပါကျုပ်ဆရာတော်ကြီးရဲ့ကာယ ानु ပါဒနာရှုွက်ကိုလည်းတရားနာလို့ရဆရာတော်ကြီးတေချာရှင်းပြထားတယ်နော်ကာယ ानु ပါဒနာတရားနော်ကာယ ानु ပါဒနာဆိုတာဘာကမ္မထမ်းလဲဆိုတော့ပြောရရင်တော့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကို reflection ပြန်okay ကိုယ့်ရဲ့ခန္ဓာကိုယ် reflection ပြန်လုပ်တာနော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအယိုးဆိုအယိုးကိုကြည့်ရတာနော်အသားဆိုအသားကိုကြည့်ပြီးတော့ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းရတဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးတော့ငါအစွဲကိုချွတ်တာ okay ဒါကတော့အကြမ်းမြင်ပေါ့နော်ဆိုတော့ okay Thanos sauce နဲ့လုံးဝကို Thanos sauce နဲ့လုံးဝကိုเนาะနောက်ကျောတွေကိုဓာတ်နဲ့ထိုးခံရတဲ့လူတွေကလည်းတဲ့เนาะဘာမှပြန်ပြီးတော့မလုပ်နဲ့ reflection see ohကကူချင်း reflection ဖြစ်နေအောင်ကြည့်ဟမ် oh my god thank you sir ကဲကဲခဏလေးအားလုံးကဲကျွန်တော်အမြဲတမ်းလုပ်နေကြကောင်းမှုကုသိုလ်လေးတွေကိုကိုယ့်ရဲ့ကောင်းမှုကုသိုလ်လေးတွေကိုအာရုံပြုမယ်ပေါ်လာတဲ့ကောင်းမှုကုသိုလ်ဘာပဲဖြစ်ပန်းလေးတစ်ဝင်းလှူတာပန်းလေးတစ်ဝင်းလှူတာရေလေးတစ်ခွက်ကတ်တာဆုံးလေးတစ်ခုလောင်းတာအစဘာလေးပဲဖြစ်เนาะနည်းနည်းများအလူကြီးတွေဆိုတဲ့အကြီးပဲကြီးကောင်းမှုကုသိုလ်အကြီးဖြစ်အားလုံးအဲ့ကိုပြုရတဲ့ကောင်းမှုကုသိုလ် positive လေးကိုခဏလေးအာရုံပြုပြီးတော့ကျွန်တော်နဲ့အတူတူဒီ energy claim မယ်ကဲအားလုံးပဲကိုယ့်ရဲ့ကောင်းမှုကုသိုလ်လေးတွေကိုခဏလေးအသက်ကလေးဝအောင်ရှူပြီးတော့ကောင်းမှုကုသိုလ်လေးတွေကိုအာရုံလေးပြုလိုက်โอเคအရန်ကောင်းတယ်ဒီတစ်ခေါက်အရန်ကောင်းတယ်အရန်ကောင်းသွားပြီကဲเนาะဘာလဲဆိုတော့ကဲပြောပြီတန်းတော့ဆော့နဲ့เนาะလုံးဝနောက်ကျောဓာတ်နဲ့အထိုးခံပြီးွားတဲ့အချိန်မှာတဲ့ကြည်ပါဦးเนาะ6ဘတ်လောက်မှာစမယ်သို့မဟုတ်နောက်6လမှာသို့မဟုတ်လာမယ့်6လပိုင်းစက်တင်ဘာမှာ6လပိုင်းမှာလုံးဝကိုငွေရေးကြေးနဲ့ပတ်သက်လို့တော့၎င်းသို့မဟုတ်ကိုเนาะကိုစောက်ရှောက်မဲ့ spirit တွေကတော့၎င်းကိုအတွက်လုံးဝကိုပြည့်စုံခြင်းကြွယ်ဝခြင်းပေါ်များခြင်းဆိုတဲ့အရာတွေเนาะလုံးဝကိုပြောင်းပြန်လဲထလာတဲ့အခါမှာเนาะလုံးဝမထင်မှတ်ထားတဲ့လုံးဝပြောင်းလဲသွားတဲ့เนาะ transformation လုံးဝပြောင်းလဲသွားတဲ့တကယ်ကိုကောင်းမွန်တဲ့
ဘဝတစ်ခု live တစ်ခုကိုရောက်သွားမယ်ဟုတ်ပြီအဲ့တော့ပေးခြင်းတဲ့ message ပြောပြမယ်ဘာလဲဆိုရင်နော်စဉ်းစားကြည့်ပါအခုချိန်မှာကိုမထချင်ဘူးကိုကစိတ်ခံစားမှုတွေ emotion တွေအများများနေတယ်ဆိုရင်နောက်6ဘက်ကိုကြည့်နောက်6လကိုကြည့်နောက်6နှစ်ကိုကြည့်6ဘက်6လ9နှစ် okay 9 weeks 9 months 9 years အနာဂတ်ကိုကြည့်လိုက်ငါဒီပုံစံနဲ့ဆိုတာအခုကိုဖြစ်နေရတဲ့အရာတွေအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေနာကျင်ခဲ့ရတဲ့အရာတွေကပြီးဆုံးသွားပြီအဲ့ဒါကိုကပြန်မထဘဲနဲ့နေလို့တော့မရဘူးအဲ့တော့ကိုအမြဲပြန်ကြည့်ဒါတွေအားလုံးက temporarily ပြီးဆုံးသွားပြီအနာဂတ်ကဘယ်လိုမျိုးဖြစ်နေရလဲဒီမှာကြည့် look နော် reflection okay rough အဲ့ကြောင့်ဒီ tarot deck ကိုလေကျွန်တော်ပြောတယ် tarot deck ကိုကျွန်တော်မှာ tarot deck တွေအများကြီးရှိတယ်ဒီ deck ကပြောရရင်ပထမဦးဆုံးကျွန်တော် tarot ဝယ်တဲ့အခါမှာဒီ tarot deck လေးပထမဦးဆုံးရောက်လာတာဒါပေမဲ့ကျွန်တော်တော်တော်လေးကိုကျွန်တော် reading ကြည့်ရတဲ့လူတွေရှာကြည့်ဒီ tarot deck ကိုကျွန်တော်တစ်ခါမှမသုံးဘူးသေးဘူးလို့ပြောလို့ရတယ်တစ်ခါတော့သုံးဘူးရတယ်ဒါပေမဲ့အဲ့ video ကျွန်တော်ပြန်ဖြတ်လိုက်တယ်ပြောချင်တာကတော့အခုမှဒါကျွန်တော် first time သုံးပေးတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် energy ရနေတာ intuition ရနေတာ okay အားလုံးပဲဝမ်းသာပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့အနာဂတ်လေးကိုပဲကိုတွေးပါတချို့တွေမူးမအွန်နိုင်တဲ့လူတွေမူးမအွန်နိုင်ဘူးဆိုတာเนาะအဲ့လူတယောက်ကိုကြောင့်မဟုတ်ဘူးငွေကြီးစီးပွားရေး everything လူမှုရေးကိုခံစားခဲ့ရတဲ့အရာတွေတို့မို့ကိုလုပ်ခဲ့တဲ့အရာတွေကိုရွေးချယ်မှုတွေအမားတွေထားခဲ့လိုက်တော့ကွာထားခဲ့လိုက်တော့အရာရာအားလုံးကကောင်းဖို့ဖြစ်လာတာ okay เนาะအရာရာအားလုံးကောင်းဖို့ဖြစ်လာလားကိုအရန်ကြီးအပြစ်မတင်နဲ့เนาะကိုတချို့တွေ okay နှစ်ပိုင်းပြောမယ်ငွေကြီးစီးပွားရေးနဲ့ပတ်သက်ပြီးတော့လိန်ခံရတယ်နောက်ကျော်သားနဲ့ထိုးခံရတဲ့လူတွေအားလုံးပြန်သူ့ဟာသူအကုန်လုံးအဆင်ပြေသွားလိမ့်မယ်ကွာပို့ပြီးတော့အရင်ကတက်ကိုတောင်ပို့ပြီးတော့အဆင်ပြေတဲ့ကောင်းမွန်တဲ့အရာတွေပို့ရမှာအရင်တုန်းကတက်6ဆလောက်ကိုเนาะ6ဆလောက်ကိုအရင်ကထက်ကိုပို့ရမယ်သို့မဟုတ်တချို့ကတော့မေတ္တာရေးနဲ့ပတ်သက်ပြီးတော့ကိုကဖြစ်ခဲ့တယ်ဆိုရင်လေเนาะကိုကပို့ပြီးတော့ကောင်းတဲ့လူနဲ့ကိုတွေ့လာမှာအဲ့ဒါကြောင့်မလို့လက်ရှိကိုဖြစ်နေရခံစားနေရတဲ့အရာတွေကအဲ့ဒါတွေကိုကိုကမကြည့်နဲ့နောက်ထပ်6ဘက်စောစောပြော6ဘက်ကိုအရင်ကြည့်လိုက်ငါအခုရှောက်နေတဲ့လမ်းမှာကောင်းမှုကုသိုလ်တွေကောင်းတဲ့ positive energy နဲ့ရှောက်မယ်ဆိုရင်နောက်6ဘက်မှာငါရဲ့ reflection ကိုပြန်ကြည့် okay เนาะနောက်6ဘက်မှာငါရဲ့ reflection မကျန်ဘလောက်တောင်မှဒါအရှင်ကားနစ်ကဘလောက်တောင်เนาะဒီမှာ jewelry ရေသနာတွေနဲ့အမလေးအကုန်เนาะဒီမှာကြည့်ရေသနာတွေမှာအများကြီးပဲเนาะအဲ့တော့နော်အရန်မျိုးရင်းဖြစ်ရတယ်အဲ့ဒီအပြင်ကိုသွားမဲ့လမ်းမှာလဲနော်ကိုသွားမဲ့လမ်းမှာလဲကိုသွားမဲ့လမ်းမှာလဲလေကိုလမ်းပြပေးမယ်ဥဆောင်ပြီးတော့ဥဆောင်လမ်းပြလမ်းမမားရအောင်ဥဆောင်လမ်းပြပေးမယ် spirit တွေရဲ့လမ်းပြမှုလဲရတယ်နော်ရတယ်နောက်တစ်ခုကကြတော့ဘယ်လိုလဲဆိုတော့ဟုတ်ပြီပြောပါတယ်ဒီမှာမြင်လား 10 of socks နော်ပြီးသွားတဲ့အချိန်မှာဒီမှာ 9 of pentacles chariot နဲ့လမ်းပြမှုတွေကြောင့်ကောင်းမွန်တဲ့နော်ကောင်းမွန်တဲ့ spirit တွေရဲ့ guidance တွေသို့မဟုတ်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေရဲ့ reflection တွေကြောင့် 10 of pentacles see oh my god လုံးဝကိုပြည့်စုံကြွယ်ဝတဲ့မိသားစု okay တချို့တွေက relationship နဲ့ပတ်သက်ပြီးတော့ခံစားရလို့ကိုယ့်ကို cheat လုပ်သွားတာနောက်ကျောသားနဲ့ထိုးပြီးတော့ကိုယ့်ကိုနာကျင်ခဲ့ရတဲ့လူတွေဒီ10လကစမယ်10 weeks 10ဘက်ကစမယ်10ဘက်10လ10နှစ်เนาะအဲ့လိုမျိုးကနေပြီးတော့ကိုသွားတဲ့လမ်းကြောင်းမှန်ပေါ်မှာတကယ်ကိုယ့်ရဲ့ငွေကြီးရောမိသားစုကော family life ကောမှာ foundation ကြနဲ့တကယ်ကိုမှကိုကလည်းလုပ်ငန်းရှင်ကိုရဲ့ partner ကလည်းကိုလုပ်ငန်းရှင်ဖြစ်မယ်အဲ့လိုမျိုးဖြစ်ပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝမှာငွေကိုရေလိုသုံးနိုင်ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုအတူတကွလုပ်မဲ့ပါရမီဖြစ်ပတ်ကြီးကအစဉ်နဲ့စောင့်နေတာအဲ့လိုကြောင့်မို့လို့ကိုနဲ့မအဆက်တဲ့အရာတွေကိုကိုကနာကျင်ခဲ့ရတာโอเคเนาะနောက်တစ်ခုကနှစ်ခုရှိရတချို့တွေကโอเคကိုပဲဘယ်လို action မှမယူဘဲနဲ့ကိုပဲဖျားတရားလုပ်ပြီးတော့ healing ကြိတ်ပြီးလုပ်နေတဲ့လူတွေတချို့တွေကလုံးဝကိုဖျားတရားနဲ့ဘဲလုပ်ပြီးတော့ဘာနဲ့မှကိုမတုတ်ပြန်တော့ဘူးเนาะကိုတုတ်ပြန်လို့ရတယ်ကွာကိုမတရားလုပ်ရတဲ့လူတွေရှိတယ်ကိုမှတုတ်ပြန်လို့ရတဲ့နီးလန်းတွေအများကြီးရှိပြီးတော့ဘာနဲ့မှမတုတ်ပြန်ဘဲနဲ့တီးခံခဲ့တဲ့လူတွေအထူးသဖြင့်ကိုကတော်ကိုပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အရင် struggle လုပ်ခဲ့ရပြီးတီးခံခဲ့တဲ့လူတွေအားလုံးအတွက်ကတော့ဘယ်လိုလဲဆိုတော့တကယ်တော့ the emperor you see
နော်လူတွေရဲ့အမြင်မှာတစ်မျိုးကိုယ့်ရဲ့ spiritually growth နဲ့ကိုယ့်ရဲ့အနာဂတ်မှာကိုကဘယင်တစ်ပါးလိုမျိုး emperor ဆိုတာသိရမလား major ကကြီးနော်လုံးဝကိုဒီမှာ king of pentacles နဲ့စပြီး emperor နဲ့စုံတာနော်တကယ်ကိုမှကိုကစိတ်ပိုင်းဆိုင်ရာမှာလည်းအရန်ကို strong ဖြစ်ပြီးတော့ပြောချင်တာကကွာဟိုငါရဲ့ဘဝမှာကိုယ့်ရဲ့ဘဝဟာဘယ်တော့ခါမှဒီလိုအခြေအနေမျိုးကိုပြန်မရောက်တော့တဲ့အပြင်ကိုနော်တဆင့်နဲ့ဘဝကမြင့်တက်လာပြီးတော့ကိုတောင်မမျော်လင့်ထားရတဲ့ပြည့်စုံမှုမျိုးဘယ်တော့မှမထင်ခဲ့ထားတဲ့မမျော်လင့်ထားတဲ့မိသားစုဘဝသို့မဟုတ်မေတ္တာရေးဆိုရင်လည်းဒါမိသားစုရေးဆိုလည်းမိသားစုပြန်ဆင်ပြေမယ်သို့မဟုတ်ကိုတိတ်မှာဖြစ်ခဲ့တာဒီနဲ့လုံးဝ opposite เนาะတယောက်တည်းဖြစ်နေတယ်ဆိုရင်တောင်မှကိုက the emperor လိုမျိုးကိုအားလုံးကခါစားဝင်ရမယ့်အနေထားကိုရဲ့ energy ကလုံးဝကိုအထွတ်ထိပ်မှာ oh my god ကဲကျွန်တော်ပြပြမယ်เนาะဒါဒီမှာကြည့် number 4တွေ့လားဒီ emperor number 4တွေ့လားတွေ့ရเนาะ number 4ဒီမှာ crown ဆောင်းထားတယ်မြင်လားတခြားရှင်းပြမယ်เนาะ crown မှာเนาะ jewelry ပါတယ်တွေ့လား okay เนาะ reflection မှာမြင်လားreflection number 4တွေ့လား number 4ဒီမှာနော် number 4မှာအနီးကပ်ပြမယ်နော် number 4ဒီမှာအရှင်garnish ကတော့ crown တော့မဆောင်ဘူးတို့တော့ဒီမှာလဲ jewelry ပါတယ်တွေ့လားမြင်လား okay ဟုတ်ပြီအဆောက်အအုံအရင်ကောင်းတယ်နော်အဆောက်အအုံလည်းရှိတယ်ကိုဆောက်ရှောက်တဲ့အဆောက်အအုံဒီတော်ယုံအဆောက်အအုံတောင်မဟုတ်ဘူးကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအဲ့ကြောင့်ကျွန်တော်အမြဲပြောတယ်ကုသိုလ်ကောင်းမှုတွေကိုအမြဲအမျှတန်းပေးဝေနော်အမျှတန်းပေးဝေတခြားအပိုင်းတွေတော့ကျွန်တော်မပြောချင်ဘူးပေါ့နော်ဆရာတော်ကြီးတွေတရားမှာတော့ကိုကအဆောက်အအုံဒီဆိုတာဘယ်သူမှကိုယူတီချရတာမဟုတ်ဘူးเนาะဘယ်သူမှလည်းဘယ်သူဆောက်ရှောက်တယ်ဆိုတာလည်းပြောတာမပြောနိုင်ဘူးဒီချိန်ကြီးမှာဒီဘယ်သူမှမပြောနိုင်ဘူးဆိုတဲ့အတွက်ကောင်းမှုကုသိုလ်များလုပ်ပြီးရင်ကောင်းမှုကုသိုလ်ဆိုတာဒါနเนาะကိုကအလူရည်စက်လက်နဲ့မကွာဘာမှမလှူနိုင်တော့အိမ်မှာတောက်တော်ရေးကတ်တာဖျားပန်းလဲတာဒါဒီထက်လှူနိုင်တော့တန်ဃာတော်တွေကိုဆုံးလောက်တာအဲ့ထက်လှူနိုင်တော့ပို့ပြီးကောင်းတဲ့အလူကြီးတန်းကြီးတွေပြူတာဒါပေမဲ့အလူအားလုံးကမြင့်မြတ်တယ်စိတ်ထားတဲ့မြင့်မြတ်တယ်တီလ၅ပါးတီလကိုစောက်တည်တယ်နော်ဘာဝနာစောစောကပြောတဲ့တရားနာတာတရားထိုင်တာဘာဝနာအဲ့ဒါတွေကိုကမှန်မှန်ကန်ကန်နဲ့လှုပ်သွားတဲ့လူတွေအတွက်နော်အဲ့လိုလှုပ်သွားတဲ့လူတွေအတွက်ကိုလေဒီမှာစောင့်နေတဲ့အဆောက်အအုံကတော်ယုံတန်ယုံဘယ်လိုခေါ်မလဲတက်သားလေးတောင်မဟုတ်ဘူးကွာတကယ်ကိုတက်သားတွေတက်ချက်ကြီးတောင်မဟုတ်ကိုကာကွယ်ပေးတဲ့ spirit ကတကယ်ကို the leader တကယ်ကို king နေနော်တကယ်ကိုအချုပ်တွေတကယ်ကိုဘယင်တကယ်ကို power အရန်ကြီးတဲ့အဆောက်အအုံကြီးတွေကထားပါတော့သူဒီလောက်တောင်မှပေါ့နော်ကောင်းမှုကုသိုလ်တွေလောက်တာစိတ်ကောင်းရှိတာလားသူဒီလောက်တောင်နော်အမြတ်တမ်းနေမြတ်တာတွေပို့နေတာလားကဲဟုတ်ပြီအဲ့တော့သူနာကျင်တာတွေနဲ့အစားပြောတဲ့ဟန်နော်သူနာကျင်တာတွေနဲ့ထိုက်တန်တဲ့အရာတွေငါတို့လမ်းပြပေးမယ်သူတို့ကတော့ရောအင်းလို့ပေးမှာမဟုတ် direction ပဲပေးမှာdirection ပေးမှာသူတို့ပေးတဲ့ direction နဲ့ oh my god အရင်ကပြောရဲကွာနော်ကျွန်တော်လေးသိရမလားဝမ်းတာတယ်တူလဲဝမ်းတာတယ်သူတို့ပေးတဲ့ direction တွေနဲ့ကိုရရှိသွားတဲ့ဘဝကနော်ငွေကြီးကြီးအချစ်တွေမဟုတ်ဘူးနော်အချစ်တခုလည်းမဟုတ်ဘူးအချစ်တခုလည်းအချစ်ကမှသုံးစားလို့မရဘူးနော်အချစ်တခုလည်းမှသုံးစားလို့မရဘူးအချစ်တခုလည်းမဟုတ်ဘူးငွေကြီးကြီးနဲ့ပါပြည့်စုံကြွယ်ဝတဲ့နော်မိသားစု life family life ပြောချင်တာကအချစ်လဲပါတယ်မေတ္တာလဲပါတယ်ငွေကြီးလဲပါတယ်အဖက်ဖက်ကနေပြည့်စုံတယ်ပြောချင်တာ Ten of Pentacles ကို Ten of Cups ကိုပို့ကြိုက်တယ်ကျွန်တော်ကကဲနည်းနည်းလေးတော့မှဟော energy အရန်ကောင်းတယ်နော်တကယ်ကိုတော်တော်ကောင်းတယ်တကယ်ကိုတော်တော်ကောင်းတော့ဒီတစ်ခေါက်ရေမွေးကိုကဲဘာဆွတ်ပေးရမလဲဒါရဆွတ်ပေးမယ်ဒါတော့နော်ဒီရေမွေးကဒါတော်တော်ကြီးကိုဒါတော်တော်လေးကိုကောင်းလို့နော်ကျွန်တော်ရှင်ကနေကိုပူဇော်ပေးလိုက်မယ်ဝေးလာ okay oh boy နော်အရန်ကောင်းလို့နော်ဒါအရှင်ကိုပူဇော်တာ okay တခါတည်းဟိုရင်းဖြစ်မှရမဟုတ်ရင်ရေမွေးတွေဟိုဖြစ်ကုန်ရော okay နော်တော်တော်မွေးရကျွန်တော်ပြင်းနေကဝယ်လာပြောမြင်နေကျွန်တော်တော်ကောင်းတယ်တော့ဒီမွေးရလေအရင်ဒါပေမဲ့ယောက်ျားလေးတွေထုတ်တာပေါ့နော် homie ဆိုတာကဒါမြင်သလိုအမျိုးသားလို့ပြောတာပေါ့ alright okay anyway energy ကိုလည်းထပ်ပြီးတော့ claim ပါတယ်เนาะထပ်ပြီးတော့ claim ပါတယ်เนาะဟုတ်တယ်เนาะအဲ့တော့ကဲဒီ reading လေးကိုကြိုက်နေတတ်မယ်လို့ထင်တယ်เนาะ okay ကဲအဲ့တော့စောစောကပြောသလိုပဲကိုကအတိတ်မှာနာကျင်ခဲ့ရပြီးတော့ကိုကဘလို့မြစ်တာကြီးနဲ့ပတ်သက်ပြီးတော့ကဲ okay ဒီ reading ကြည့်နေတဲ့လူတွေအတွက်ကိုရဲ့သွားမဲ့ဒီပေါ့ကိုသွားတဲ့ဒါနသီလဘာဝနာကောင်းတဲ့ positive energy တွေကိုကင်ပြီးတော့သွားတဲ့အခါမှာကိုရရှိလာမယ် universe blessing ကသို့မဟုတ်ကိုရရှိလာမယ်ကိုရဲ့မြစ်တာကြီးလမ်းကြောင်းလေးကဘလို့မျိုးလေးများဖြစ်သွားမလဲဘလို့မျိုးမြစ်တာကြီးလမ်းကြောင်းကိုရရှိဖို့ရှိလဲတဲ့
Okay, children ဒီမှာလေ your love life is being affected by children. Okay, နှစ်ချက်ဖြစ်နိုင်တယ်ပေါ့နော်တချို့တီကကြတော့ကလေးလေးနဲ့ပတ်သက်ပြီးတော့ကိုရဲ့မေတ္တာရေးကတက်ရောက်မှုရှိတယ်သို့မဟုတ်တချို့ကတော့ဘယ်လိုလဲဆိုလို့ရှိရင်ကလေးဘောနော်ကလေးတီ family life လို့လည်းပြောတဲ့အတွက်တော့ကွာတိလားတကယ်ကိုOh my goodness see ဒီမှာခွေးလေးနှစ်ကောင်ဒီမှာကလေးလေးနှစ်ခုဒီမှာကလေးနဲ့ဒီမှာခွေးလေးနှစ်ကောင် okay ကဲဟုတ်ပြီဟုတ်ပါတယ်အဲ့တော့ဒီ Ten of Pentacles ကိုသူက support ပေးတဲ့သဘောပဲသိကြသွားပြီ confirm သွားပြီ you တို့တွေ့ရမယ် life partner သို့မဟုတ်10 weeks လောက်ကစမယ်ပေါ့နော်10 weeks လောက်ကစမယ်ဆိုလို့ရှိရင်တော့ you တို့တွေ့ရမယ့် life partner သို့မဟုတ်ကိုသွားမယ့်ကိုယ့်ရဲ့အနာဂတ် future လေးမှာကတော့ကလေးတွေခွေးလေးတွေနဲ့အတူတူပျော်ရတဲ့တကယ်ကို emperor လိုမျိုးเนาะအိမ်ကြီးဆိုလဲအကြီးကြီးအိမ်ကောင်းနဲ့လုပ်ငန်းကိုင်ငန်းမှာကိုကအရာရှိသို့မဟုတ်စီးပွားရေးလုပ်ငန်းမှာဆိုလဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့နေရတဲ့အနေအထားတစ်ခုကိုမြင်ရပါတယ်เนาะအဲ့လမ်းကိုပြနေတယ်ဒီရီကတော်တော်လေးကို connection မိတယ်တိလားတချို့ရီတွေကမနှဲကိုလေဖြတ်ယူရတယ် alright okay နောက်တစ်ခါကဘာပြောလဲဆိုတဲ့အခါကျတော့ romantic feeling you are feeling are real and worth exploring ပြောရတယ်လေမင်းရဲ့အချစ်မြတ်တာတွေ okay ပြောပြမယ်ကိုတွေးမဲ့လူကလုံးဝကို romantic feeling เนาะပြောပါတယ်เนาะအချစ်တစ်ခုတည်းတောင်မဟုတ်ဘူးเนาะsorry ငွေရေးကြီးတစ်ခုတည်းလည်းမဟုတ်ဘူးအချစ်ပါမယ်အဲ့လိုမျိုးပေါ့เนาะအချစ်စစ်အချစ်မှန်ပေါ့เนาะအချစ်စစ်အချစ်မှန်နဲ့လည်းတွေးမယ်ဒီမှာလည်းကြည့်ရတယ်ဒီမှာကလေးလေးတွေပါတယ်တွေ့လားဒီမှာလည်းကလေးလေးတွေပါတယ် okay เนาะ romantic feeling နဲ့တွေးမယ်လူမျိုးတဲ့ကဲအဲ့တော့နာကျင်ထိခိုက်မှုတွေအားလုံးကပြီးဆုံးခဲ့အတိတ်ကနာကျင်ထိခိုက်မှုတွေအားလုံးဒဏ်ရာတွေကြံနေသေးရင်လည်းလက်ကိုလှုပ်လိုက်ပါတော့เนาะပြီးတော့ကို pay yourself first ဆိုတဲ့အဓိပ္ပာယ်ကနော်ဘာသာရေးများလောက်ခိုင်းတာပါနော်ကောင်းမှုကုသိုလ်များလောက်ခိုင်းတယ်နောက်တစ်ခုကတရားနာခိုင်းတယ်โอเคဒီ reading နဲ့ပတ်သက်ပြီးတော့အဓိကလောက်ရမယ့်ရေရာအခုပေးမယ်နော်ကျွန်တော်ပြမယ်နော် reading တွေကိုနားထောင်တဲ့အခါမှာနားနဲ့နားမထောင်မင်းနဲ့ကျွန်တော်ဘာလေးတွေလောက်ပါလို့ပြောတဲ့ဟာလိုက်လို့စီခြင်းနဲ့နော်အဲ့ဒါမှကိုကဒီလိုလေးလောက်တဲ့အခါမှာဒီလိုလေးဖြစ်လာနေတယ်ဆိုတာပို့ပြီးတော့မှန်ကန်ပါလေနော်အဲ့တော့ဒီမှာဗာမြင်ရလဲဆိုရင်ရေရအနေနဲ့ခင်မူးကြီး10ပါးကို10ရက်ကြော့เนาะသို့မဟုတ်နေ့တိုင်းကြော့လဲရတယ်တနေ့တစ်ခေါက်နဲ့10ရက်ကြော့လဲရတယ်sorry တနေ့10ကောင်းနဲ့10ရက်ကြော့လဲရတယ်အကောင်းဆုံးကတော့တနေ့10ကောင်းနဲ့10ရက်ကြော့ခင်မူးကြီး10ပါးကိုဘယ်လိုပဲဖြစ်ခင်မူးကြီး10ပါးကိုကြော့ပါเนาะခင်မူးကြီး10ပါးကြော့ရမယ်ထပ်ပြောရနော်ခင်မူးကြီး10ပါးကြော့ပါခင်မူးကြီး10ပါးကိုတေးတေးချာချာလီလီနဲ့ကြော့ပါခင်မူးကြီး10ပါးကြော့နီး YouTube မှာလည်းရှိရဲFacebook မှာလည်းတင်ထားတာရရှိရနော်ခင်မူးကြီး10ပါးကိုတေးတေးချာချာကြော့ပါလာပြင်းနေဒီမှာအထူးသဖြင့်လာပြင်းနေဒီမှာ၅ပါးတီလာကိုတေးတေးချာချာစောက်တီပြီးတော့အရက်တွေပါတွေမတောက်ပါနဲ့၅ပါးတီလာကိုတေးချာစောက်ပါလို့ပြောချင်ပါတယ်လာပြင်းနေဒီမှာ၅ပါးတီလာကိုတေးချာစောက်ပြီးတော့ခင်မူးကြီး10ပါးကိုကြော့ပါနေတိုင်းတနေ့တစ်ခေါက်နဲ့နေတိုင်းကြော့ရင်လည်းပိုကောင်းပါတယ်နော်ဒါကတော့ဒီ terror နဲ့ပတ်သက်ပြီးတော့ရတဲ့ message လေးဖြစ်ပါတယ်ကဲအားလုံးပဲเนาะကျွန်တော်ရဲ့ reading လေးကိုကြည့်ပြီးတော့เนาะကိုရဲ့အတိတ်မှာဖြစ်ခဲ့တဲ့နာကျင်မှုတွေကိုကအခုချိန်ကနေစပြီးတော့လည်းမခံစားရပါစေနဲ့တော့မတည်လဲမတည်ဝါပါနဲ့တော့เนาะအဲ့လိုမျိုးဆိုတဲ့အနေထားမှာတော့ကိုဒါနသီလဘာဝနာတို့နဲ့ကိုကရှေ့ဆက်ပြီးတော့မှန်ကန်တဲ့ကောင်းမွန်တဲ့เนาะသူတော်ကောင်းတွေရဲ့လမ်းပြမှုနဲ့ပဲသွားမယ်ဆိုရင်เนาะတိတ်မကြတော့တဲ့ကာလာလေးတစ်ခုမှာဘယ်တုန်းကမှမမျော်လင့်ဖူးတဲ့ကိုဘဝမှာပျော်ရွှင်မှုအေးချမ်းမှုချမ်းသာမှုကြွယ်ဝမှုပြည့်စုံမှုနှွေးထွေးမှုတွေနဲ့ရရှိမယ်လို့ဒီတွေက message ပေးတာပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကဲကျွန်တော် page မှာလေကျွန်တော်စာလေးရေးရနော်စာလေးရေးရလဲအားပေးကြပါဦးဆိုတော့ဟို post ဆိုတာတော့ video လောက်မပေါက်ဘူးလေနော်အဲကြောင့်မလို့ video လေးကိုကြိုက်တယ်ဆို page တွေကိုလည်းဝင်ကြည့်ကြပါမှာကျွန်တော်စာရေးရတာဝါသနာပါတယ်နော်စာရေးရတာဝါသနာပါတော့ကျွန်တော်ဒီတစ်ခါလေးမှာကိုယ့်ရဲ့အတွေ့အထဲမှာပေါ်လာတာလေးကိုကျွန်တော်စာလေးရေးတယ်ကျွန်တော်ရေးရတဲ့စာလေးတွေကိုနော်ဖတ်ပြီးတော့ကြိုက်တယ်ဆို comment လေးရေးပေးပါเนาะဗီဒီယိုတစ်ခုလည်းမဟုတ်ဘူးเนาะပြီးတော့ share ပေးပါ reading လေးတွေကိုလည်းတငယ်ချင်းတွေကို share ပေးပါကိုယ့်ရဲ့ page မှာလည်းကျွန်တော်ရဲ့ craving လေးอ่ะပေါ့เนาะကျွန်တော်ဘာကိုကြိုက်လဲကိုယ့် reading လေးကိုကြည့်ပြီးတော့ကွာ public နဲ့ share တယ် public နဲ့ share တဲ့အခါမှာ caption လေးရေးတာလေးကို like ဖတ်တယ်ကျွန်တော်အဲ့ဒါလေးကိုအရင်သဘောကျတာကွာငါ reading လေးငါရဲ့ post လေးကိုကျွန်တော်ရဲ့ PT ဆိုတာအဲ့ဒါပဲသိလားဟိုတခြားဟိုဟာတွေထက်ကိုကျွန်တော်ရဲ့ပျော်ဆုံးကကျွန်တော် reading လေးကိုကြည့်ရတဲ့လူတွေက caption လေးနဲ့
share တယ်ပြီးတော့အဲ့ caption ရောက်မှာ comment လေးလာမှန်းကြအဲ့ comment လေးမှာကျွန်တော် live ဖတ်တာသိလားပျော်ရတာပေါ့နော်တူတူပျော်ရတာပေါ့နော် okay အဲ့လိုမျိုးလေးဆိုတော့ကဲ page လေးကိုလည်း like and share လေးလုပ်ပေးပါเนาะ reading လေးကိုလည်းကျွန်တော်ပြောသလိုပဲ public လေးနဲ့ share ပြီးတော့ caption ကောင်းကောင်းလေးနဲ့ရေးပြီးတင်ပြီးကျွန်တော်ပို့ပြီးတော့ကျေးဇူးတင်ပါတယ် appreciate ဖြစ်ပါတယ် YouTube channel လေးလည်း subscribe လုပ်ပေးလို့ရတယ်เนาะကဲအားလုံးပဲเนาะဒီ video ကိုတည်တည်ရှာကလိန်းเนาะဒီ video ကိုတည်တည်ရှာလေးကလိန်းတကယ်ကိုကောင်းလို့เนาะတကယ်လေးကိုတကယ်ကိုလည်းဒါပုံမှန်this is not the sorry this is the normal reading မဟုတ်ဘူးကွာတိလားကျွန်တော် reading တိုင်းမှာဒီတော်တော်ထူးဆန်းတဲ့ reading ဖြစ်နေတယ်เนาะအဲ့တော့ okay အားလုံးပဲချမ်းသာကြပါစေချမ်းသာကြပါစေအတိတ်မှာကြုံတွေ့ခဲ့ရတဲ့เนาะကိုဒုက္ခပြီးမဲ့လူများနဲ့မတွေ့တော့ဘဲနဲ့သူတော်ကောင်းများနဲ့သာတွေ့၍သူတော်ကောင်းတရားများဖြစ်တာရှေ့ဆက်နိုင်ပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးပဲတတာပါ see you bye